ယူဂျီသေးဆုံးသွားပြီလို့အားလုံးကထင်နေကြချိန်မှာပဲဒုတိယနှစ်ကျောင်းသား၃ယောက်ဖြစ်တဲ့မာကီတိုကဲနဲ့ပန်နာတို့ဟာကိုဂျိုနဲ့အထက်လူကြီးတွေပထမနှစ်ကျောင်းသားအီတတိုရီနဲ့ပတ်သက်ပြီးစကားများတဲ့အကြောင်းပြောနေကြပါတယ်။ကျိုတိုကျောင်းကကျောင်းသား၂ယောက်ဖြစ်တဲ့တိုတိုနဲ့မာကီရဲ့မွှာညီမဖြစ်တဲ့မိုင်တို့လည်းတိုကျိုကျောင်းကိုရောက်လာကြပါတယ်။တိုတိုဟာမဲဂူမီကိုတွေ့တာနဲ့မင်းအကြိုက်မင်းကလေးပုံစံဘယ်လိုမျိုးလဲစိတ်ကျဉ်တဲ့အဖြေမရရင်တတ်မဲဆိုပြီးချိန်ချောက်ပါတယ်။သူတစ်ပါးကိုမထိခိုက်စေတဲ့စိတ်ထားကောင်းတဲ့မိန်းကလေးဆိုရင်ရပါပြီလို့မဲဂူမီကဖြေလိုက်တော့ပြည့်စရာကောင်းလိုက်တာလို့တိုတိုကပြောပြီးစတင်တိုက်ခိုက်ပါတော့တယ်။တိုတိုရဲ့အကြိုက်ကတော့အရက်ရှည်ပြီးတင်မကြီးတဲ့အိုင်တော်မလေးတိုကာရာချန်ပဲဖြစ်ပါတယ်။တိုတိုဟာသူနဲ့အကြိုက်မတူတဲ့အတွက်မဲဂူမီကိုလိုက်လံတိုက်ခိုက်နေခြင်းလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းမိုင်ဟာနိုဘာရာနဲ့မာကီတို့ကိုစကလုံးတွေနဲ့နှိမ်ပါတယ်။မာကီကိုမျိုးနယ်စုကနှင်ထုတ်ခံရတဲ့အသုံးမကျသူဟုပြောတော့မာကီဘက်ကမခံနိုင်တဲ့နိုဘာရာနဲ့ချင်းများကြပါတယ်။ထိုရံပွဲတစ်ခုကိုတော့တိုကဲနဲ့ပန်နာတို့ရောက်လာပြီးတားလိုက်လို့ပွဲပြီးသွားပါတယ်။နောက်တစ်ခါမှာတော့ကိုဂျိုဟာကြောက်အုပ်ကြီးကိုရိုင်းဆိုင်စွာဆက်ဆံပြီးလူကြီးတွေကလူငယ်တွေရဲ့အနာဂတ်ကိုမဖျက်ဆီးသင့်ကြောင်းပြောဆိုနေပါတယ်။ဒါဟာယူဂျီကိုတေတံပေးထားတဲ့အတိုင်းဝိုင်းကိုဂျိုကစိန်ခေါ်လိုက်တာလည်းဖြစ်ပါတယ်။နောက်တစ်လအကြာမှာတော့2018ခုနှစ်6လပိုင်းကာနာဂါဝါစီရင်စုကာဝါဆာကီမြို့ရဲ့ကီနဲမှာရုပ်ရှင်ရုံတွင်မှာတော့ထက်တန်းကျောင်းသား3ရဲ့ပုံပြက်နေတဲ့လောင်းတွေကိုတွေ့ခဲ့ကြပါတယ်။သေဆုံးရခြင်းအကြောင်းကတော့ဦးခေါင်းကိုပီယာမြင့်တက်ခြင်းနဲ့ဦးခေါင်းကိုပုံပြက်ပြီးအသက်ရှူရခြင်းပဲဖြစ်ပါတယ်။အားလုံးကသေပြီလို့ထင်နေတဲ့ယူဂျီနဲ့ Grade 1အဆင့်ကျိစာပညာရှင်ဖြစ်တဲ့နနာမီတို့ဟာလူသက်မှုကိုစုံစမ်းဖို့အတွက်ရုပ်ရှင်ရုံကိုရောက်လာကြပါတော့တယ်။တကယ်တော့ရုပ်ရှင်ရုံမှာသေဆုံးသွားတဲ့ကျောင်းသား3ယောက်ဟာဂျွန်ဘဲယူရှိနိုလို့ခေါ်တဲ့ကျောင်းသားလေးကိုအနိုင်ကျင့်နေကြပါ။သူတို့ရဲ့အနိုင်ကျင့်မှုတွေကြောင့်ဂျွန်ဘဲဟာလူသားတွေကိုစိတ်နာနေသူလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့သူဟာရုပ်ရှင်သွားကြည့်ရင်သူ့ကိုအနိုင်ကျင့်တဲ့ကျောင်းသား3ယောက်ကိုတွေ့ခဲ့ပါတယ်။ရုပ်ရှင်ရုံထဲမှာလူသက်သမားဖြစ်တဲ့ကျိန်စာကောင်မာဟီတိုပေါ်လာပြီးဂျွန်ဘဲရဲ့အရှိမပဲအနိုင်ကျင့်တဲ့ကျောင်းသား3ယောက်ကိုရုပ်ပြက်ဆင်းပြက်ဖြစ်အောင်ပြောင်းလဲတပ်ဖြတ်ပစ်လိုက်ပါတယ်။ဒါကိုမြင်တဲ့ဂျွန်ဘဲဟာကြောက်ရွံ့ရမယ့်အစားမာဟီတိုနောက်ကိုလိုက်သွားပြီးဒီလိုမျိုးဘယ်လိုလုပ်တယ်လဲဆိုတာကိုသိကျင်စိမ့်နဲ့မေးမြန်းခဲ့ပါတယ်။ဂျွန်ဘဲဟာသူ့ပေါ်နိုင်ကျင့်သူတွေကိုမာဟီတိုလှုပ်တယ်လို့သူလည်းလှုပ်လို့ရနိုင်မလားလို့မေးလိုက်ပါတယ်။လူသက်မှုကိုစုံစမ်းဖို့ရောက်လာတဲ့ယူဂျီဟာနနာမီရဲ့တင်ပြမှုနဲ့ကျိန်စာကောင်ရဲ့ကျိန်စာအကျွေးအကြံတွေကိုအာယုံခံနိုင်လာပါတယ်။နနာမီဟာတစ်ချိန်ကဂျူဂျူစုမော်စီယာတယောက်ဖြစ်ခဲ့ပြီးခုချိန်မှာတော့တာမန်ဘဝနဲ့နေထိုင်ပါတယ်။သူဟာဂျူဂျူစုမော်စီယာအလုပ်ကိုရုံးအလုပ်တစ်ခုလိုပဲသဘောထားပြီးချိန်မိုဆင်းရတာကိုလည်းမုန်းသူပါ။အခုလည်းကိုကျိုးရဲ့တောင်းဆိုမှုကြောင့်သာယူဂျီကိုတင်ပြပေးဖို့ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ယူဂျီကိုလည်းကလေးတယောက်လိုပဲသဘောထားပြီးအန်နီရရှိတဲ့နေရာတွေမှာသတိပေးလိမ့်ရှိပါတယ်။နနာမီနဲ့ယူဂျီတို့ဟာကျိန်စာအကျွေးကြံတွေကိုလိုက်ရှာရင်းအစာအုပ်တစ်ခုရဲ့အပေါ်ဆုံးထပ်မှာမာဟီတိုလွတ်ထားတဲ့ကျိန်စာကောင်တွေနဲ့ရင်ဆိုင်ရပါတယ်။နနာမီဟာကျိန်စာကောင်တွေကိုတိုက်ခိုက်ရင်းယူဂျီကိုလည်းတင်ပြပေးနေပါတယ်။ယူဂျီဟာ Divergent Fate ခွဲပြာလက်သီးလို့ခေါ်တဲ့ရန်သူကိုကျိန်စာနှစ်ထပ်ဆင့်ထိခိုက်စေတဲ့နည်းနဲ့တိုက်ခိုက်အနိုင်ယူလိုက်ပါတယ်။နနာမီလည်းယူဂျီတိုက်ခိုက်တဲ့ပုံစံကိုမြင်လိုက်ရပြီးချိန်မှာကိုဂျိုဟာယူဂျီကိုသူ့စီခေါ်လာပြပေးတဲ့အကြောင်းပြချက်ကိုသိလိုက်ရပါတယ်။တကယ်တော့နနာမီနဲ့ယူဂျီတို့တိုက်ခိုက်နေတဲ့ကျိန်စာကောင်တွေဟာကျိန်စာကောင်စစ်တွေမဟုတ်ကြပါဘူး။တစ်ချိန်ကလူသားတွေဖြစ်ခဲ့တယ်ဆိုတာကိုနနာမီကကျိန်စာကောင်ရဲ့လက်မှာဖတ်ထားတဲ့နာယီကိုတွေ့လိုက်တာကြောင့်သိခဲ့ရပါတယ်။တိုက်ပွဲပြီးမှအဲ့ဒီကျိန်စာကောင်တွေဟာမာဟီတိုရဲ့အစွမ်းကြောင့်ရှုပ်ပြောင်းသွားရတဲ့လူသားတွေဖြစ်နေတာကိုသိလိုက်ရတဲ့အခါယူဂျီတယောက်တော်တော်လေးစိတ်ထိခိုက်သွားပါတယ်။တစ်ဖက်မှာလည်းမာဟီတိုဟာဂျွန်ဘဲကိုကျိန်စာတွေအကြောင်းလူသားတွေရဲ့ကြောက်ရွံ့မှုကနေကျိန်စာတွေဘလို့ဖြစ်လာသလဲဆိုတာတွေကိုသင်ပေးရင်းသူ့ဘက်ပါအောင်စီးယုံနေပါတယ်။ရေမြေတောတောင်ပင်လယ်ဆိုတဲ့ကျိန်စာမျိုးမျိုးရှိပြီးမာဟီတိုကိုယ်တိုင်ကတော့လူသားတွေတယောက်ကိုတယောက်မုံတီကြောက်ရွံ့မှုကနေဖြစ်ပေါ်လာတဲ့လူသားကျိန်စာကောင်ပဲဖြစ်ပါတယ်။နနာမီကတော့မာဟီတိုဟာသူတို့အတွက်တောင်ကျောက်ဆင်းနေတာကိုရိပ်မိသွားပြီးယူဂျီကိုဒီကိစ္စအနေဖယ်ထားဖို့စူးစမ်းပါတော့တယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့မှာဆက်ပြီး recap လုပ်ပေးပါမယ်။ကျမကတော့ယူပါ။